ရှေးခေတ်ရောမလူမျိုးတွေကစီးနဲ့သွားတိုက်ခဲ့ကြတယ်။ဟုတ်ပါတယ်နားကြောင်မှားပါဘူး။တကယ်စီးနဲ့သွားတိုက်ခဲ့တာပါ။ဘာလို့လဲဆိုတော့အဲ့ဒီခေတ်တုန်းကလေဆာတို့ကိုးဂိတ်တို့စစ်ကနေတို့မပေါ်သေးလို့ပါ။ဒီဘက်ခေတ်မှာလူဖြစ်ရတိတ်ကိုကံကောင်းပါတယ်။ရောမအင်ဗာယာခေတ်ကလူတွေကသွားကြမှာရေးကိုအလေးပေးခဲ့ကြတယ်။သူတို့မှာ dentistry ရဲ့အစောပိုင်းပုံစံတွေရှိခဲ့ပြီးတော့သွားဆရာဝန်တွေလည်းရှိခဲ့တယ်။ဒါပေမဲ့သူတို့သုံးတဲ့သွားတိုက်ဆေးတွေကယနေ့ခေတ်နဲ့လုံးဝမတူပါဘူး။မတူဆိုမှတော်တော်မတူတာပါ။ရောမရဲ့သွားတိုက်ဆေးမှာအဓိကပါဝင်ပစ္စည်း၃မျိုးရှိပါတယ်။စား၊ပြားရည်၊ကြောက်ဖြစ်ရုပ်ကျွေးမှု။စားကိုအဓိကတန့်စင်ဖို့အတွက်သုံးပြီးတော့ပြားရည်ကိုချိုမင်စေဖို့အတွက်သုံးတယ်။ကြောက်ဖြစ်ရုပ်ကျွေးမှုကိုကြတော့ဂျေးချုပ်ဖို့အတွက်သုံးတာပါ။တခါတည်းရမှာစီးဒါမှမဟုတ်တက်တုံဖြူကိုပါထည့်သွင်းလေးရှိကြတယ်။ရောမသွားတိုက်ဆေးရဲ့လူဝက်ချက်ကစားပါပဲ။စားကသဘာဝပိုးသက်ဆေးဖြစ်ပြီးတော့ဘက်တီးရီးယားတွေကိုတည်စေနိုင်တယ်။ဒါပေမဲ့ပြဿနာကစားကသွားအပေါ်ရန်ကျွေးသွားကိုပျက်စီးစေနိုင်တယ်။ရောမတွေရဲ့သွားတွေကကျွေးတော့ပျက်စီးမှုများတာကိုရှာဖွေတွေ့ရှိရတဲ့အထိပါပဲ။ဒါဆိုရင်သွားတိုက်ဆေးတော့ရပြီ။သွားတိုက်တန်ရောမတွေကသွားတိုက်တန်အတွက်တစ်သားချောင်းငယ်တွေအယိုးပြားတွေခြုံထက်တဲ့အရာတွေတခါတလေငါးရိုးတွေကိုတော့အသုံးပြုခဲ့ကြတယ်။ဘလို့တိုက်လဲတော့မသိဘူးပေါ့နော်။သူတို့ကဒီပစ္စည်းတွေကိုသူတို့ကိုယ်တိုင်ဖော်ဆက်ထားတဲ့ဟမ်းမိတ်သွားတိုက်ဆေးနဲ့တွဲပြီးသွားတက်ရှိလုပ်ကြတယ်။ရောမတွေတော့စီးဟာသဘာဝပိုးသက်ဆေးဖြစ်ပြီးတွားကြိုက်ခြင်းကိုတက်တာစေတယ်လို့ယုံကြည်ကြတယ်။ရောမတွေကစီးမှာပါတဲ့အမိုးနီးယားတွေကသွားတွေကိုဖြူပြီးခစေတယ်လို့ယုံကြည်ကြတယ်။မာယာရက်နဲ့စီးရောဆက်ထားတဲ့သွားဖြူဆေးတွေကိုအသုံးပြုခဲ့ကြတယ်။ရောမတွေရဲ့သွားတိုင်ကြီးတွေကယနေ့ခေတ်စံနှုန်းနဲ့ကြည့်ရင်အန်ဒီများပါတယ်။သူတို့ရဲ့ဆေးတွေကသွားကြွေလွာကိုပျက်စီးစေနိုင်ပါတယ်။ဒီဘက်ခေတ်မှာသွားတိုက်ဆေးတွေရနေတာတကယ်ကိုကံကောင်းတာပါ။တမိုင်းထဲမှာဒီလိုထူးထူးဆန်းဆန်းသွားတိုင်ကြီးတွေရှိခဲ့သလိုလူတွေကိုအော်ဆဲခဲ့တဲ့ကျက်သူကြီးတကောင်လည်းရှိနေပါတယ်။သမရအန်ဒရူးဂျက်ဆင်ရဲ့ကျက်သူကြီးဒါကတော့အမေရိကန်ရဲ့9ဦးမြောက်သမရအန်ဒရူးဂျက်ဆင်ပါသူကဆေးရေးတွေးကြုံရှိပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့်နာမည်ကြီးပါတယ်။သူ့ရဲ့ဘဝမှာသူရမ်းချစ်ခင်ရတဲ့အစိမ်းရောင်ကျက်သူကြီးလေးတကောင်ရှိပါတယ်။ကျက်သူကြီးရဲ့နာမည်ကပေါ်ပါသမရဂျက်ဆင်ကစိတ်မြန်လက်မြန်ရှိပြီးစကားပြောတဲ့အခါမှာလည်းကြည်ဆဲတဲ့စကားလုံးတွေကိုရောနှောအသုံးပြုတတ်ပါတယ်။ပေါ်လို့ခေါ်တဲ့သူ့ရဲ့ကျက်သူကြီးကသမရရဲ့စကားလုံးတွေကိုအမြဲတမ်းနားထောင်နေခဲ့တယ်။ကျက်သူကြီးရဲ့သဘာဝအတိုင်းပေါ်ဟာဒီစကားလုံးတွေအားလုံးကိုမှတ်သားထားပြီးအတထွက်ပြီးသားစွာပြန်လည်ပြောဆိုနိုင်ခဲ့တယ်။1845ခုနှစ်ဇွန်လမှာသမရဂျက်ဆင်ကွယ်လွန်ခဲ့တယ်။သူ့ရဲ့ဇာပနာပွဲကိုနာမည်ကြီးနိုင်ငံရေးသမားတွေနဲ့ထောင်ပေါင်းများစွာသောလူတွေတက်ရောက်ခဲ့ကြတယ်။ပေါ်လို့ခေါ်တဲ့သူ့ရဲ့ကျက်သူကြီးလေးကိုလည်းသမရရဲ့စိတ်ဝိညာဉ်ကိုကိုစားပြုတဲ့အနေနဲ့ဖုံးတော်ကြီးရဲ့မိခွန်းပြောတဲ့နားမှာထားရှိခဲ့ကြတယ်။အခမ်းအနားကငြိမ်သက်သိပ်စိတ်နေခဲ့တယ်။ဒါပေမဲ့ရုတ်တရက်ပေါ်ဟာအသက်ကုန်အော်ဟစ်တော်တာပါ။သူဟာသမရဂျက်ဆင်အသက်ရှင်စဉ်ကအသုံးပြုခဲ့တဲ့အကျင့်ရုပ်ဆုံးနဲ့အကြမ်းတမ်းဆုံးကျိန်ဆဲတဲ့စကားလုံးတွေကိုအော်ဟစ်နေခဲ့တာပါ။ဖုံးတော်ကြီး F-Way ဟာကျက်သူကြီးရဲ့ဆဲဆိုတန်းတွေကြောင့်အံ့အားသင့်သွားပြီးအခမ်းအနားကိုဆက်မလုပ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒီကျက်သူကြီးလေးကိုဇာပနာအခမ်းအနားနဲ့မဖြစ်မနေမောင်းထုတ်ပစ်ခဲ့ရပါတယ်။တကူအာနာရှိသောလူတဦးရဲ့အိမ်မွေးတိရစ္ဆာန်သူ့ရဲ့နောက်ဆုံးခရီးမှာဘယ်လောက်တောင်စိတ်ရှုပ်စရာကောင်းခဲ့လဲဆိုတာဒီအဖြစ်အပျက်ကသက်သေပါဒီနေ့သမိုင်းဆိုင်ရာအချက်လက်တွေကတော့ဒီလောက်ပါပဲဗီဒီယိုဆုံးထိကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်တင်တဲ့တူပြန်လာခဲ့ပါမယ် channel ကိုလည်း like subscribe လုပ်ဖို့မမေ့ပါနဲ့